ဗန်နဝေတန်းမှာမွေထိုင်းချန်ပီယံကပတ်ကိုသိမ်းပိုက်သွားခဲ့တဲ့ကချင်ဖိုက်တာမလေး Rosemary အားလုံးပဲမင်္ဂလာပါများ Camp Fight News ကတင်ဆက်နေပါတယ် Rosemary လို့ခေါ်တဲ့ကချင်လူမျိုးဖိုက်တာမလေးကို brother တို့အခုရက်ပိုင်း Facebook TikTok စတဲ့လူမှုကွန်ရက်စာမျက်နှာတွေထက်မှာမကြာခဏတွေ့လာကြရမှာပါဒီကောင်မလေးရဲ့နာမည်အပြည့်အစုံက Rosemary လန်ငွိုင်စနိုပန်လို့ခေါ်ပါတယ်ကချင်လူမျိုးမြကြီးနားမြို့ဇာတိဖြစ်တဲ့သူကလက်ရှိမှာတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာနေထိုင်နေသူဖြစ်ပြီးတော့သူကတော့ဝါသနာပါတဲ့မွေထိုင်းပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ပြီးသူမရဲ့မျှော်လင့်ချက်ပန်းနိုင်ဖြစ်တဲ့နာမည်ကျော် One Championship Promotion မှာပါဝင်ထိုးသက်ခြင်းနဲ့ဆိုပြီးကချင် online သတင်း channel တစ်ခုမှာပြောထားခဲ့တာဖြစ်ပါတယ်ဒီကောင်မလေးဟာရုပ်ရည်လေးချစ်ဖို့ကောင်းတဲ့လောက်တစ်ချက်ထိတာနဲ့ဟတ်ထိတာတဲ့ဆိုမဲ့တစ်ချက်ထိတစ်ချက်ကွဲဆိုတဲ့ပုံစံမျိုးနဲ့လက်တီးပြင်းတဲ့ fighter မလေးတူဖြစ်ပါတယ်ပြီးခဲ့တဲ့ Golden Fight ပြိုင်ပွဲရဲ့ Bannerweight ကျမ်းမှာထိုင်းမျိုးသမီး fighter ကန်ရာနတ်နဲ့တပွဲတလန်အကဲဆန်းခဲ့ကြပြီးတော့ချန်ပီယံကပတ်လူပွဲထိုးခဲ့ကြတာဖြစ်ပါတယ်အခုရက်ထဲ One Championship နဲ့ UFC စတဲ့ပွဲစဉ်တွေကြောင့်ဒီကောင်မလေးချန်ပီယံကပတ်ရခဲ့တဲ့တဲ့ရင်ကမြန်မာပြည်ကလူတွေသိမသိကြပေမဲ့သူမကိုအမြဲစောင့်ကြည့်နေကြတဲ့ပရိသတ်တွေကတော့သူမရဲ့နိုင်ပွဲပေါ်မှာဂုဏ်ယူနေကြတာကျွန်တော်လည်းတူပါဝင်ပါပဲကချင်တိုင်းသူလေး Rosemary ကအရွယ်ရလဲ20ကျော်9နှစ်ပတ်လဲတောင်မှမရောက်သေးတဲ့အတွက်မြန်မာပြည်ရဲ့မျိုးဆက်သစ်မျိုးသမီး fighter တွေမှာတော့ကိုမအလားလာကောင်းပြီးလက်ဆလက်နပြင်းတဲ့သူတအုပ်လို့မှတ်ယူလို့ရမှာဖြစ်ပါတယ်ဒီကောင်မလေးကကနာနတ်နဲ့ထိုးသက်ခဲ့တဲ့မွေထိုင်းကပတ်လူပွဲမှာ striking အသားပေးထိုးသက်ခဲ့ပြီးတော့ပြိုင်မဲ့ fighter ကိုပတ်ပြေးအောင်ဖိအားပေးထိုးနိုင်ခဲ့တာပါအရက်မောင်းရပြိုင်မဲ့ fighter က Rosemary ထက်မြင့်မြင့်မြင့်ကချင်မာလေးကတော့တောင်းမှန်မိခဲ့တဲ့လို့ဆိုလိုပဲအခက်အခဲတွေကိုကောင်းဆုံးကြော်ဖြတ်ပြီးတော့ Golden Fighting Bannerweight Champion ကပတ်ကိုရောက်ပြနိုင်ခဲ့တာဖြစ်ပါတယ်ဒီကောင်မလေးရဲ့နာကကတော့စောင့်ကြည့်ခြင်းစရာကောင်းနေပြီးတော့ပရိသတ်တွေကတော့ပိုပရနာမည်ကြီးတဲ့ promotion တစ်ခုခုမှာဒီကချင်မာလေးကိုမြင်ကျင်နေကြပြီလေဖြစ်ပါတယ်ရော်နီကာလိုမျိုးပဲထွန်းပေါက်ပြီးတော့အောင်မြင်မှုတွေရယူနိုင်မှာလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါအခုဆိုရင်တော့ကချင်မာလီနဲ့တပွဲလန်အကဲဆန်းပြီးတော့နှွဲကျင်နေကြတဲ့မျိုးသားတို့ကြီးကလည်းရှိလုံနေတာဖြစ်ပါတယ်ဒီလိုပြောရတဲ့တပွဲလန်ကတော့မင်္ဂလာပွဲကိုပြောတာဖြစ်ပြီးတော့စာရေးသူရဲ့အမြင်ရအခုလိုအားချောင်းတာကစားစရာမရှိတာကနေဝါးစရာသွားမရှိဘဲနဲ့ဖြစ်နေအောင်မယ်လို့ပြောလိုက်ရင်းနဲ့ပဲဒီကုန်းချုပ်လိုက်ပါလိမ့်နော်